ကောင်မလေးကသူမရဲ့ရီးစားစီကိုစာရွက်စာတမ်းတစ်ခုတွားပို့ပေးခဲ့တာပါအဲ့ဒီချိန်မှာသူမဟာသူမရဲ့ရီးစားကရုံးခန်းတင်မှာသူ့ရဲ့ရီးစားဟောင်းကိုပွေဖတ်ထားတာကိုမြင်လိုက်ရပါတယ်အမျိုးသားဖြစ်သူကတော့ကောင်မလေးအနေနဲ့အရင်အကျိန်တွေလိုပဲစိတ်ဆိုးဒေါသထွက်လိမ့်မယ်လို့ထင်နေခဲ့တာပါဒါပေမဲ့ဒီတစ်ခါမှာတော့သူမဟာစိတ်ဆိုးမပြခဲ့ပါဘူးသူမကအေးအေးဆေးဆေးပဲရှောက်လာပြီးစာရွက်ပေါ်မှာလက်မှတ်ထိုးပေးဖို့ပဲဖြိုးခဲ့ပါတယ်သူမလှိုက်ထွက်သွားကနီးမှာပဲရီးစားဟောင်းဖြစ်သူကကောင်မလေးကိုသူမရဲ့ဖက်နှက်ကြိုးကိုချီးပေးဖို့ရုတ်တရက်တောင်းဆိုခဲ့ပါတယ်ကောင်မလေးကဒါဟာသူမကိုအဆက်ခွဲဖို့တတ်တတ်ပဲဆိုတာသိနေပြီမဲ့လည်းဘာမှမပြောဘဲတိတ်တဆိတ်ဒူးထောက်ပြီးဖက်နှက်ကြိုးကိုချီးပေးခဲ့ပါတယ်အနောက်မှာရက်ချီနေတဲ့ရီးစားဖြစ်သူကတော့ဘာရီဖြစ်ပြနေမှန်းကိုနားမလည်နိုင်တော့ပါဘူးဒီနေ့မှာတော့ကောင်မလေးကလုံးဝတခြားလူတစ်ယောက်လိုဖြစ်နေခဲ့တာပါအရင်တုန်းကဆိုရင်သူဟာတခြားအမျိုးသမီးတစ်ယောက်ကိုလှည့်ကြည့်ုံနဲ့တွင်သူမက3ရက်တိတိစိတ်ဆိုးတတ်တာမျိုးပါဒါကြောင့်အလုပ်ဆင်းချိန်မှာတော့သူကကောင်မလေးကိုအိမ်လိုက်ပို့ဖို့ကြိုးစားခဲ့ပါတယ်ကောင်မလေးအနေနဲ့သူ့ကိုချော့စေချင်လို့ဒီလိုလုပ်နေတာလို့သူထင်နေခဲ့တာပါဒါပေမဲ့ကောင်မလေးကတော့ပြုံးယုံပဲပြုံးပြပြီးသူနဲ့သူ့ရဲ့ရီးစားဟောင်းတို့ကိုပဲပျော်ရွှင်ပါစေကြောင်းဆုတောင်းပေးခဲ့ပါတယ်အမျိုးသားဖြစ်သူဟာဒေါသထွက်သွားပြီးကားကိုလမ်းပြင်မှာရုတ်တရက်ရပ်လိုက်ပါတော့တယ်ပြီးတော့သူမကိုဘာလို့ဒီလောက်တောင်ပြောင်းလဲသွားရတာလဲဆိုပြီးအော်ဟစ်မင်းမြန်းခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အေးဆက်မှုတွေဟာတကယ်တော့သူ့စီကနေပဲစတင်ခဲ့တာပါအရာအလုံးဟာလွန်ခဲ့တဲ့3ရက်ကစတင်ခဲ့တာဖြစ်ပြီးသူကကောင်မလေးကိုလောင်ရဲကသူမနဲ့ကစားနေတာလို့ပြောခဲ့ပူပါတယ်အဲ့ဒီချိန်ကစလို့သူမဟာသူ့အပေါ်လုံးဝလက်လျှော့လိုက်တာဖြစ်ပါတယ်နောက်ရက်မှာတော့သူ့ရဲ့လက်ထောက်ကသူ့စီကိုစားတဆောင်လာပေးခဲ့ပါတယ်အဲ့ဒီခါကျမှသူတို့နှစ်ဦးကြားကဂတိစကားဟောင်းတစ်ခုကိုသူရုတ်တရက်သတိသွားပါတယ်အကယ်၍သူတို့နှစ်ဦးဟာမျက်နှာချင်းဆိုင်ပြီးမပြောရဲတဲ့အရာတွေရှိရင်စာရေးပြီးပြောကြကြည့်ဆိုတဲ့ဂတိပဲဖြစ်ပါတယ်သူကကောင်မလေးကသူ့ကိုတောင်းပန်ဖို့ကြိုးစားနေတာလို့ထင်ပြီးစာအိတ်ကိုဘေးတော်ပစ်ချလိုက်ပါတယ်တရက်အကြာမှာတော့လက်ထောက်ကကောင်မလေးကအလောက်ထွက်ရတင်သွားပြီးဖြစ်ကြောင်းလာပြောပြပါတယ်ဒါပေမဲ့သူကတော့ကောင်မလေးကသူ့ကိုအပြည့်အဝချစ်နေတုံးလို့ပဲယုံကြည်နေသေးပါသူမထွက်သွားလိမ့်မယ်ဆိုတာကိုမယုံကြည်နိုင်ပဲဒါဟာမူယာမာယာတွေပြနေတာလို့ပဲသူထင်နေခဲ့တာပါ3ရက်ကြာသွားတဲ့အထိသူမဟာသူ့စီကိုလုံးဝဆက်သွယ်မလာပါဘူးနောက်ဆုံးမှာတော့အမျိုးသားဖြစ်သူဟာသူမစီကိုခိုးတိုင်းသွားရောက်ရှာဖွေခဲ့ပါတယ်ဒါပေမဲ့သူမကတကားမခွင့်ပေးပါဘူးသူလည်းဒေါသတကြီးနဲ့စိတ်ပြက်လက်ပြက်ပြန်လှည့်သွားခဲ့ရပါတယ်နောက်တော့သူတယောက်တည်းဘားတစ်ခုကိုသွားခဲ့ပါတယ်သူမူးယူနေတဲ့အထိသူမရောက်လာမလားဆိုပြီးမျှော်လင့်စော်ကြားနေခဲ့တာပါဒါပေမဲ့သူတေချာကြည့်လိုက်တဲ့အခါမှာတော့ရောက်လာတာဟာသူ့ရဲ့ရီးစားမဟုတ်ပဲသူ့ရဲ့ရီးစားဟောင်းပဲဖြစ်နေခဲ့ပါတယ်သူဟာဒေါသတကြီးနဲ့သူမရဲ့ပါးကိုခက်ရိုက်လိုက်ပြီးသူချစ်တာဟာသူ့ရဲ့ရီးစားကိုပဲချစ်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရီးစားကတခြားအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတဲ့ဓာတ်ပုံတွေကိုမြင်လိုက်တဲ့အခါမှာတော့သူဟာလုံးဝကိုထိတ်လန့်တုန်လှုပ်နေရပါတော့တယ်